Hello everyone ဒီနေ့ကျွန်တော် agent မဟုတ်တဲ့ easy ကိုလည်းဆော့ပြရမှာเนาะဒီလာခလေးကြဘယ်လိုဆော့မဆိုရင် agent ရဲ့အဖြစ်ကိုကျွန်တော်တို့တရုပ်ဆောင်မျိုးဆော့ပြရမှာပုံစံမျိုးပေါ့ဒါပေမဲ့သူဟာဆိုရင်တော့ lockdown ပဲဖြစ်မယ် brother တို့ဘယ်လိုမျိုးဆော့ရမလဲဆိုရင်တော့agent နဲ့ကွာ armory map မှာ brother တို့သူ့ရဲ့တပည့်တွေနဲ့armory မှာလေးလျှော့သွားပါဘောเนาะဒါပေမဲ့ lockdown map เนาะဒီမြေပေါ်ဒီမဲ့ကို brother တို့ပြင်မဆိုအချေအနေငယ်တော့ပြေးရမယ်10မိနစ်မဟုတ်2မိနစ်ပေါ့ကျွန်တော်ဆောက်လိုက်နေတဲ့ကြာကြီးမဟုတ်တော့ပွဲဆိုရဘူးကြီးโอเคဒီပွဲလေးမှာကျွန်တော်ဆော့လိုက်ရဘယ်တော့ရမလဲကျွန်တော်ဘယ်နှပွဲရှောမလဲဆိုတာကိုလက်ကြည့်လိုက်ရအောင်အဲကြောင့် let's go bro 1 hour later โอเคအခုပွဲထဲတော့ရောက်လာပြီတော့ brother တို့ကျွန်တော်ဘယ်လိုပြောရမလဲအခုကျွန်တော်တို့စီဆိုင်ဘက်ချန်သွားမယ်ကွာ body ဖြစ်နေတဲ့အတန်းကြာ enemy ရှိမလားပါရှိမလားဆိုတာကိုဒါမဲ့ကျွန်တော်တခုပြောပြထားအောင်တော့ brother တို့ဒီကျွန်တော်အခုဗီဒီယိုရနေတာကွာ game ရဲ့ effect အတန်နဲ့ဘာအတန်နဲ့မရရဘူးအဲ့ဒါကြောင့်ကျွန်တော်အထူး sound effect လေးတွေကျွန်တော်ထည့်ထားမှာပေါ့နော်အဲ့ကြောင့် brother တို့လာရောက်ကြည့်စုပြီလို့အဆင်ပြေလားမပြေလားတော့ကျွန်တော်မသိဘူးပေါ့ကျွန်တော်ထည့်ထားသလားတော့ထည့်ထားပါလေโอเคအဲ့ဒါကြောင့်စီဆိုင်ဘက်ကိုအရင်သွားလိုက်ကြရအောင်အခုစီဆိုင်ရဲ့ပေါ်ထားမှာကွာ enemy တကောင်ရှိတယ်ဟိုမှာတကားပိတ်သွားတကားပိတ်သွားโอเคငါတို့တပည့်တွေအားလုံးလာခဲ့ပြင်းတာမင်းကောင်ငါတို့တပည့်လာပြင်းတာခဏဒီကောင်ချောင်းနေမယ်ဒီကောင်ချောင်းနေမယ်မတော်ငါ့ကိုပြေးမလားကွာဟိုတမီကြီးနဲ့ထွက်လာလို့မထီဘူးထွက်လာငါတပည့်တွေပြရောက်နေတယ်ဟိုတမီကြီးနဲ့ဟိုထီတယ်ဟာတီးရောမတီးသေးဘူးရခဲ့ပြီလို့ဟေးငါတပည့်တွေဘာမှစောက်တော့မရအောင်ချီတော့ကွယ်ဟာပစ္စည်းကောင်တော့ဘုံကြီးလွှတ်လာဟာရှော့ဟာဘာကောင်ကြီးလဲလာထောင်းဘုံကြီးတယ်တူတက်လာလို့မရအောင်ကျွန်တော်တပည့်3လကောင်အေးလှေတကားရှိတယ်တူတက်လာလို့မရအောင်တက်လာလို့မရအောင်ကာရာကြောင်မကျွန်တော်တပည့်တွေတော့တိတ်ကုန်လာတူလဲတော်နာမဲပေါ့ပါတင်ဘာဖြစ်လို့ကျွန်တော်တပည့်တွေနောက်တစ်ထက်ခေါ်လို့ရကွာရေဒီယိုတားလေးရှိအေးရေဒီယိုတားလေးနဲ့ထက်ခေါ်လို့ရဒါဟိုကောင်နာတာရှားလေးပါလေးကျဲခြင်းမသူ့လိုက်လို့ရအောက်ဆင်းသွားရင်လိုက်အောင်ကောင်းမလားပေါ်မဲဆက်နေရပေါ်မှာခဏဆက်နေခြင်းပဲကွာဘယ်လိုမျိုးဖြစ်မလဲဆိုတာ3 hours later အောက်မှာသူကြည်ဖြစ်နေတာတွေးဖြစ်နေတာဟာကျွန်တော်တပည့်ပြစ်ထားရှိခဏအပြင်ထွက်ကြည့်ခြင်းမချောင်းရှိမလားမရှိဘူးဒီလှေတကားမဟုတ်ဟာဘယ်မှာတော့ဟာဝင်ကြုံလိုက်ရင်ကောင်းမလားကွာဘယ်လိုလုပ်ရင်ကောင်းမလဲကွာခဏစေးဖြစ်တယ်ဟဲ့အောင်ဘာလုပ်ရင်ကောင်းမလဲဟဲ့ကောင်ကျက်ဆန်ကလေးကွာဘာမှပြောညာမပြောနဲ့တိုင်ကားဘူးနဲ့ဝင်ကြုံကြည့်မယ်ကွာအော်ကြည်ဖြစ်နေโอเคရပါပြီနောက်တစ်ကောင်အခုပစ္စည်း CBB ပါပြီးပြီဆိုတော့တပည့်လေးကိုခေါ်လိုက်အောင်မယ်လာကြတော့ဟဲ့ကောင်နေโอเคဖရဒါပဲကိုကျွန်တော်တို့တက်မှာကွာဘောပစ်တောင်ကြားနေ enemy ရှိတော့မရှိလားဆိုတာတော့တေချာကျွန်တော်ပြောလို့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဆက်ပြီးတော့ရှေ့တက်မှာဘာဖြစ်ဆိုရင် armory အထဲကိုသွားမှာပေါ့နော်enemy ရှိတော့မှထင်တယ်ဒါပေမဲ့တီချာလားမတီချာကျွန်တော်မသိဘူးဒါပေမဲ့တီချာဆိုတာတော့အရင်စစ်ကြအောင်ကိုနာ enemy မှာကျွန်တော် TO3 နဲ့AR55 ရလာပေါ့နော်ကန်ဟလဲကတော့ level 4ကြီးရောတီကောင်လည်းငါ့ကိုကာတယ်ကွာဟို enemy ဟိုဘက်ရှာမှထင်တယ်ပေါ်ပြင်းခဏတွေ့မယ်ပြโอเคရခဲ့ပြီကြည့်ပုံသူဟိုဒါဖြစ်မှထင်သူအဖို့ခေါ်လာတဲ့ကောင်ထင်မယ်အဲ့ဒါသူ့လူတွေတင်နာရှိမှခဏမက်လိုက်စစ်ကြည့်မရှိဘူးโอเคအဲ့ဒါဆိုရင်တော့တကောင်ဦးရံပြီအမူရီထဲဝင်ကြမှာနော်ကျွန်တော်တို့ top out ဘယ်လိုမျိုးဖွင့်ရမလဲဘယ်လိုမျိုးရှာရမလဲဆိုတော့ကျွန်တော်လက်ပြပြီးတော့နော်အမူရီထဲ enemy တော့မရှိတော့ဘူးထင်တယ်ပေါ့မပြောဆိုရင်12မိနစ်လည်းရှိနေပြီ enemy ဆိုရင်ထွက်ကုန်ထင်တယ်ပေါ့တမန်ရပါကိုကျွန်တော်အရင်လက်ဖွင့်ပြအောင်နော်တမန်ရပါကိုဖွင့်မယ်နောက်ပြီးဆိုရင်တနက်ကွင်ကမီကန်တစ်တာအကောင်းလားပြက်လားဆိုတာကိုကျွန်တော်လက်ပြအောင်ပေါ့နော်အဲကြောင့် let's go bro ငါစားရမလားကွာတနက်ကွင်ရောက်နာကမီကန်တစ်တာနေရာကိုရောက်ရောနော်မိကနေတာရှိတယ်မရှိတယ်မသိဘူးဒါမဲ့တော့ကြည့်ရအောင်โอเคရှိတယ်ဒါမဲ့ဖွင့်သွားရေကွာဒါမဲ့တို့ဒီနာကဘယ်ဖြစ်တာဘာဖြစ်စီကြမလို့မသိဘူးစီကြအောင် enemy တော့မရှိတော့တော့ဘူးထင်တာဗောလေဒီကောင်အာမာလေးကလေးကြောက်ပါပါ
54လဲဖို့ကဘာဆိုရင်မရှိဘူးကွာမလဲတော့ကွာအဲ့ဒါကြောင့်ကျွန်တော် armory ထဲကိုဝင်တဲ့ပိုင်းပဲကျွန်တော်ဆက်သွားလိုက်မယ်နော် let's go အခု armory ထဲကိုရောက်ပြီနော် armory ထဲရောက်ဆိုဘယ်တည်းတပါရှိမလားဆိုမရှိဘူးအချိန်နဲ့ကဘာဖြစ်ဘယ်လိုပြောရမလဲတော်တော်လေးကိုနည်းနေပြီ9မိနစ်10မိနစ်အဲ့လောက်ပဲကြာတော့ပါနော်ဟောဒီလိုမျိုးကိုထော့ပေါက်ဘယ်လိုမျိုးရှာရမလဲဆိုတော့ကွာ brother တို့မြေပုံထဲမှာကွာဟိုခဲရအောင်အကွက်လေးတွေမှာအဲ့မှာမီကန်တစ်တာအကောင်ရှိပါတော့အေးမီကန်တစ်တာလေးတွေကိုဖွင့်ပြီးတော့ brother တို့ဟိုလူထော့ပေါက် location လေးကိုသူခေါ်ပေးအောင်တော့ item တစ်ခုရှာရအောင်အေး item ကဆိုရင် radio ဖြစ်တော့ပါအေး radio ရဖို့တော့အဲ့ဒီသူပြထားပေးတဲ့မီကန်တစ်တာတွေအတိုင်းကိုလက်လျှောက်ဖွင့်ပြီးတော့ရှာရမှာနော်အေး radio ရပြီဆိုရင်သူ့အလိုလိုနဲ့ဘယ်လိုပြောရမလဲဆိုရင်ထော့ပေါက် location ကိုသူပြပေးမယ်အဲ့ရောက်ကျွန်တော်ရှာလိုက်ရအောင်အခုကျွန်တော်မီကန်တစ်တာကိုစောင့်မယ်အဲ့ဒါကြောင့်မီကန်တစ်တာကိုစောင့်နေတဲ့အချိန်ဆိုရင်ကျွန်တော်အချိန်လေးကိုကြော်လိုက်အောင်ပေါ့နော်အဲ့ကြောင့်အချိန်လေးကိုကြော်မယ် 2,000 years later. Okay မိကန်တက်တာလေးပွေနေရောရေမိကန်တက်တာလေးပွေပြီးဆိုကျွန်တော်တို့ပြည်စီကောက်လိုက်ရအောင်ပေါ့နေရာလေးကိုနည်းနည်းရှင်းလိုက်ရင်ပြည်စီကောက်ဖို့အတွက်ပကံပြားရတယ် Okay အခုကျွန်တော်တို့ထွက်ပေါက်ကိုပြပေးမယ်ရေဒီယိုကျွန်တော်တို့ရလာပြီနော်အဲ့ဒီပကံပြားရေဒီယိုကောက်လာပြီးဆိုရင် machine ဖြစ်ပြီးဆိုပြီးတော့သူပြမှာပေါ့နောက်ပြီးဆိုရင်မြေပေါ်မှာကိုထွက်ပေါက်လေးတွေကိုသူ location လေးတွေပြတော့မယ်ကျွန်တော်နောက်တစ်ပွဲဆော့တာကိုကျွန်တော်ပြောပြလိုက်ပါအေးနှစ်ပွဲကကျွန်တော်သိတယ်ကျွန်တော်ထပ်လုပ်ချင်တယ်အတန်တွေးနေမိမဲ့လဲကျွန်တော်အတန်ချင်းနေကအဆင်မပြေတော့ဘာဖြစ်ဆိုရင်ခုနတော့ကျွန်တော်ကန်တန်နေပေါက်ရတန်လေချော်လောက်တော့ပေါ့အခုကျွန်တော်အတန်ကဝင်နေပြီနောက်ပြီးကျွန်တော်လောက်နေတဲ့အချိန်ကလည်းမနေ့3နာရီထိုးနေပြီပေါ့ကျွန်တော်အဲ့ငိုက်နေပြီကွာအဲ့ချင်းနေအေးကြောင့်ကျွန်တော်နောက်ထပ်စော့ထားတဲ့နှစ်ပွဲကိုကျွန်တော်မလောက်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီပွဲပြီးဆိုရတော့ကျွန်တော်တပွဲလောက်ပဲစောပြအောင်ပေါ့နော်အိမ်မှာ brother တို့လည်းအတူလိုက်စောခြင်းစောလို့ရတယ်ဒီတူဟာကတ်ကလေးရဆိုရင်ကွာ brother တို့ဝယ်ယူဆိုရင်2သိန်းကျော်ရှိမယ်တကယ်လို့မဝယ်ယူဘူးဆိုရင်အိမ်မှာကျွန်တော်ဟာကလေးရောကျွန်တော်ဝယ်ယူတာမဟုတ်ဘူးနော်အိမ်မှာစီစဉ်စစတော့ကသူပြီးလာတဲ့ဟာနဲ့ကျွန်တော်လက်စောပြတာပေါ့3ခါရှိတယ်အဲကြောင့်နောက်ဗီဒီယိုရရင်စုံမယ်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့ brother တို့အားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတော့ see you next video bro bye